မင်းကလည်းအပြေးပြိုင်မလားဟဲ့မင်းခဏကိုနဲ့ငါခဏကိုအပြေးပြိုင်ရင်မင်းမနိုင်မှာပေါ့ကွာဒီကမပြိုင်ဘူးရအဲ့ဒါတော့ဟဲ့မင်းကလည်းထဲမဲ့ပြိုင်တယ်မလားဟဲ့ဟိုကနှစ်ပင်ရှိတယ်မင်းဒီဘက်ပင်တယ်ဟိုဘက်ပင်တယ်မလဲပြိုင်မလားအဲ့လည်းမင်းမနိုင်မှာပေါ့ကွာငါဒီခဏကိုနဲ့ဘယ်လိုလုပ်ပြီးတော့ထားမယ်ဟောဘာမှလည်းမပြိုင်ရဘူးကွာမင်းကလည်းဘယ်လိုလုပ်လဲအဲ့ဒါတော့မင်းလူလည်းမကြနဲ့ရမင်းလူလည်းမကြနဲ့မင်းအားသာချက်ရှိတဲ့ခါလေးဘာတစ်ခုမှမပြိုင်ဘူးကွာရှင်းရဒီကောင်ကအားသာချက်ပါရှိတယ်ဟဲ့ကြည့်တယ်ဒီကောင်ကအားသာချက်ပါရှိတယ်ဒီကောင်ကိုစစ်စစ်ဆက်အားတာချက်ကြည့်မယ်ဆိုရင်တော့ဘာရှိလဲဟာဒါပဲဟဲ့မကြည့်ဒီကောင်မျက်လုံးကိုကြည့်တယ်မျက်လုံးကဒီကောင်မျက်လုံးတော်တော်ပြူးတယ်ကွာနော်အဲ့ဒါဒီကောင်ရဲ့အားသာချက်မင်းမျက်လုံးပိတ်ပြီးလုပ်လို့ရတယ်ငါမျက်လုံးဖွင့်ပြီးဘာလို့လုပ်လို့မရဘူးလေအဲ့တော့ပြိုင်မယ်ရတေးကြတယ်နော်ဟဲ့ပြစ်ကတိပေးတယ်နော်အားလုံးရှိတယ်နော်လုပ်လားဟုတ်ပြီကဲအားလုံးပြပါပြီလက်ဖြတ်ရော့မင်းမျက်လုံးဖွင့်ပြီးလုပ်ကြရလုပ်လေမင်းနဲ့ကွာမင်းကတိပေးတာပြီမျက်လုံးဖွင့်ပြီးမလုပ်ပဲတော့မင်းကတိပေးတာလေ